မင်္ဂလာပါရှင်ကျမတို့ The Vibe မိုင်းမာ Channel ကနေဒီနေ့လူမှုကွန်ရက်မှာနာမည်ကြီးနေတဲ့ကိုရင်ကလေးတစ်ပါးအားလူမဆန်စွာအဆက်မပြတ်ရိုက်ညက်နေတဲ့ကျူးလွန်မှုကျောင်းထိုင်ဖုံစီဦးတေဇောကိုဖမ်းဆီးလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းမြိတ်မြို့ကြောက်ဖြူးတောင်ပတိတော်ရာကျောင်းတွေကိုရင်ကလေးတစ်ပါးအားလူမဆန်စွာအဆက်မပြတ်ရိုက်ညက်နေသည့်ဗီဒီယိုဖိုင်လူမှုကွန်ရက်တွင်ပြန့်နှံ့လာခဲ့ပြီးနောက်ကျူးလွန်သူကျောင်းထိုင်ဖုံကြီးဦးတေဇောကိုယနေ့နက်နက်ပိုင်းတွင်ဖမ်းဆီးလိုက်ပြီးဖြစ်သည်။ဖြစ်စဉ်မှာဧပြီလ20ရက်နေ့ညပိုင်းမှာစာတင်၍အဆိုပါရိုက်နှက်မှုဗီဒီယိုကြောင့်ပြည်သူများအကြားပြင်းပြင်းထန်ထန်ဝေဖန်မှုများထွက်ပေါ်လာခဲ့ပြီးကျူးလွန်သူကိုအရေးယူပေးရန်တောင်းဆိုမှုများဆက်တိုက်ရှိခဲ့သည့်ဖြစ်သည်ထို့ကြောင့်ယနေ့နေ့နက်ပိုင်းတွင်မြိတ်မြို့နယ်တန်ခါနာယကအဖွဲ့တာသနာရေးရဲတပ်ဖွဲ့နှင့်ထွေအိုအဖွဲ့များကအာချင်းဝါရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ထွက်မပြေးခင်မှာဖမ်းမိတာပါဒီလောက်ဟိုးလေးကြော်ထိတာဆိုတော့တာသနာရေးကလည်းထုတ်ပြန်ပါဟုအမှုကိုလိုက်ပါဆောင်ရွက်နေသူအရှိတုနန္ဒာကမင်ကြသည်လက်တလောတွင်ရိုင်းနှက်မှုကျူးလွန်သူဦးတေဇာကိုလူဝစ်လဲတိတ်ခါချလိုက်ပြီးဖြစ်ကရာဇဝတ်မှုကြောင့်ရအရေးယူနိုင်ရန်တာသနာရေးဝင်ကြီးဌာနကတရားလိုလုပ်၍အမှုဖွင့်လှစ်ဆောင်ရွက်နေပြီးဖြစ်ကြောင်းသိရှိရသည်အဆုံးထိကြည့်ယူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမစောဝတ်မှာပါ